ဒီကရှင်ကြီးရဲ့ထူးခြားတယ်ဓမ္မစက်လုံးကိုညာကိုယ်ဘောရှင်းတာနေဘောမှာညာဘောမွန်ရွေးစေတုံးစလုံးများပါနဲ့စာပေမှာထင်ရှားတယ်စာပေတက်ကြီးကရှင်ကြီးရဲ့စာရည်ရေးသူရေးတဲ့စာရည်ကဓမ္မကြောင်းနာဝရှိတာထိုင်တော့ခေါ်ဝဲလည်းမလဲနဲ့မတော်ဝဲလည်းမဝဲနဲ့ရှင်းတော့လည်းမပယ်နဲ့ရှင်းတော့လည်းမကျွမ်းနဲ့ရှင်းတော့နောက်ယူသလိုပုံနဲ့ကလေးကိုမစားနဲ့လူကိုကြုံလို့ကျွေးချားနေအာဝေကိုဒါကြီးကရှင်ကြီးရေးလူကိုယုံလို့ကျွေးချတော့ယူသလိုပုံနဲ့ကလေးကိုစားလို့ဆဲတတ်တာရှေ့ထုတ်ပြီးတော့ဝေးတတ်တယ်ဈေးတော့ကျွေးတော့ဝေးတတ်တယ်ဒါကြီးကရှင်ကြီးရေးသူကထူးခြားတာဆိုတော့ရာမောကနေကိုယ်ကြီးကိုပါမော်ရွေးစေတုံးဆိုတော့ဘုရားကနေစာပေရထင်ရှားစာပေတက်ကျွမ်းတာစာပေကြီးစာပေတက်သူတို့နှစ်ပါးတွေ့တဲ့အခါကျတော့ကြီးကရှင်ကြီးကကိုယ်ကြီးကိုပါအသက်20ကျော်ရဟန်းခံရဟန်းဘဝနဲ့အနေကိုယ်ကြီးကိုပါမော်ရွေးစေတုံးဆိုတော့ဘုရားကကြီးကရှင်ကြီးကိုပြီးတယ်ဟဲ့ကြီးကရှင်ကြီးရဲ့နင်းဘာဖြစ်လို့ကိုယ်ရင်ဘဝနဲ့နေနေတာလဲရဟန်းဘဝနဲ့နေပါလားဥပဇင်းဘဝနဲ့နေပါလားရောကြီးကရှင်ကြီးရတယ်သူကစာပေရေးရတက်ကြွလာဘာပြန်ပြောလို့စာပေနဲ့ရှောက်ခေါင်းလောင်းလဲကြီးချူလဲကြီးရွေးရမထူပါဗျာအရှင်ဘုရားကခေါင်းလောင်းကလည်းပဲကြီးနဲ့ပြီးလုပ်တာချူကလည်းပဲကြီးနဲ့ပြီးလုပ်တာဘာမထူပါကိုယ်ဘဝကလည်းပဲသီလသိက္ခာကိုကျင့်သုံးပြီးမြတ်ဖို့နိဗ္ဗာန်ရောက်ကျင့်ယဟန်ဘဝကလည်းပဲသီလသိက္ခာကိုလုံးကျုံကျင့်သုံးပြီးမြတ်ဖို့နိဗ္ဗာန်ရောက်အတူတူပါပဲသီလနဲ့ညာတာပါချပါဒါကြောင့်မို့ကိုယ်ဘဝနဲ့နေကြီးကရှင်ပြောတာခေါင်းလောင်းနဲ့ကြီးခေါင်းလောင်းကတော့ထင်ရှားတယ်ပေါ့ကိုဒီနေ့စူးစမ်းတော်မှာဘုရားဒီမှာခေါင်းလောင်းကြီးရှိခေါင်းလောင်းနဲ့ကြီးချူစွာတော့ဦးဇင်းတို့ပဲဒီညာတော့ဒီနွားပြန်လို့ပြောတယ်နွားတွေလေကပါတာချူကြီးဆိုဒီမှာဝေးမာလေးရှိတော့ပါဝေးမှာချူလေကတွေပါတာလေချူလေးကြီးခေါင်းလောင်းလဲကြီးချူလဲကြီးဝေးညမထူပါဗျာတော့ချူကြီးနဲ့ပြုလုပ်ထားပြီအာကြီးကရှင်ရအားလို့ပြန်ပြီရောမောရေးစီတော်ဆိုဘုရားကစာပြီးတက်ကြွတဲ့ပုဂ္ဂိုလ်ခေါင်းလောင်းနဲ့ကြီးခေါင်းလောင်းကလည်းကြီးနဲ့ပြုလုပ်တာခေါင်းလောင်းနဲ့ချူကြီးခြင်းသူတန်မှုပွဲကြသည်ခေါင်းလောင်းချူရတယ်ချူနေလို့ကြီးခြင်းသူဝင်မယ်အစပွဲကြလာလာပြီးရတာခေါင်းလောင်းစူးစားတော့မတဲ့ခေါင်းလောင်းတော့ဘူးကြီးဘဝရတဲ့ကြားတော့အတာဝေးဟေးဒီမှာရတာစက်တီရှိတော့ဆိုလို့ဒီအတူပေါ့ယူရည်အစံကြီးခေါင်းလောင်းနဲ့ချူကြည်ခြင်းသူတန်မှုပွဲပြသည်ခေါင်းလောင်းကဒုတဲ့ပမာဏကြီးရင်တဲ့အခါကျတော့အတာဝေးကိုကြားရတယ်ချူဆိုတဲ့ရာဟုကသိနေနေတဲ့ရာဟုဖြစ်နေသောကြောင့်အဝေးမှာအတာမကြားရဘူးဝိဉ္စုရာကဆေဝါသီလထိုင်ယူလိုက်တိယ95ပါးဆုံးသက်တာခန္ဓာဝေယာမာသိက္ခာမုတ်တေမြောင်များစွာရှိတယ်တဲ့ညာတစ်ပါးကိုထူထားတယ်ဝိဉ္တစ်ပါးကိုထူထားတာဝိဉ္တစ်ပါးကိုထူထားတယ်ညာတစ်ပါးကိုထူထားတာနှိုင်းချင်ကြည့်လိုက်တဲ့အခါကျတော့ညာဘဝထူထားတာညာဘုကိုအစဉ်ဘဝကိုထူထားတာမြောင်များစွာတော့အကျိုးကျေးဇူးရှိတယ်တဲ့ဝိဉ္ဘဝကဘုတရားမိမိတရားဆုံးမသွားပြီတာနာတော်ကကျွေလျားသွားပြီဘဝဇမလုံးကျောင်းရွှေကွယ်လွန်သွားပြီဆိုရင်သာသနာရဲ့အညွန့်အညောင်းသာသနာရဲ့ဆင်ဆက်
ဘာမှမကြံရတော့ဘူးတဲ့ပြီးတော့သာသနာဆင်ပြတော့ဘယ်တော့မှမရှိတော့ရဟန်းဘဝအလုံးကိုရဟန်းတော်ရှိပြီဆိုရှင်ကိုယ်လည်းစီးပြီးလို့ရတယ်ဒီလားရှင်လည်းဝေပြီးလို့ရတယ်အရေးပါအရာရောက်တယ်ကိုရဟန်းဘဝအဲ့ဒီရဟန်းဘဝရှိနေတယ်ဆိုသာသနာဆက်လက်ပြီးတော့စီးပြီးဒီတန်ရာပြတော့ဒါဆိုသာသနာရှင်ရဖြစ်လာလို့လည်းမခဲရင်ဘူးလေရဟန်းပဇင်ဘဝဖြစ်ကရဟန်းပဇင်ကြီးလည်းဖြစ်လာလို့မခဲဘူးတဲ့ခေါင်းလောင်နဲ့ချူကြည်ချင်းတူတန်မူပွဲပြားသည်ဒါလေးကိုကြည့်ဦးဇင်းဆိုလို့နေတာဒီနေ့ဒီသားနဲ့ပြန်ပါတရားဓမ္မရဲ့ဓမ္မတကယ်ဝါသနာပိစတွေပါမယ်ဆိုရင်မိမိရဲ့ဒီနေရာမှာတရားနာလို့ရအားလုံးရဘုန်းကြီးနဲ့တရားနာလို့ရကျောင်းမှာတရားဝဲရှိရင်မိမိနဲ့ပတ်သက်ရပတ်သက်ကြောင်းပုဂ္ဂိုလ်တွေကိုမိမိတို့တိုင်းပင်ခေါ်ယူပြီးတော့ကျောင်းတော်မှာပေါ့ပြီးတရားနာတဲ့အခါကျတော့ညာတန်ခါတွေဘုရားသမဏနိသဒသနာမင်္ဂလာတွေလည်းပြည့်စုံမှုတွေရှိတဲ့ကာလဝတ္တရားနိဗ္ဗာန်တရားညာတန်ခါတွေဟောကံပြုမှာတဲ့တော့ဟောကိုယ့်ရဲ့တဏ္ဍာမှာကာလဝတ္နိဗ္ဗာန်တရားတွေလည်းဘုရားဟောချကုသိုလ်ကောင်းမှုတွေကျိုးကျေးဇူးတွေရတယ်အိမ်မှာတရားမှာခုံးလာထားမိသားစုနဲ့စကားပြောရင်တော့ခွေးနဲ့ဆိုရင်ဆိုမတိရစ္ဆာန်နဲ့ဆိုရင်ဆိုဘယ်တူဒီခုတရားနာနေကြတယ်ဘုခုနဲ့တင်တယ်တော့ခုံးလာမှာဟုတ်ပြီအာရုံတရားနာအရဘာတရားရှိလို့ဆိုတော့ကာရဝနိဝါဒတရားပြိဿရေဘာတရားဟောလေဘယ်တူလဲဒီမှာတရားနာကျောင်းတရားဝရှိတယ်ပြီဒါကြောင့်အကျိုးကျေးဇူးတောင်းတာဆိုတော့ကြည်ကံရှိနေမွန်ရည်စတဲ့ဆိုပြနေတာတာရကလေးကိုစံထုတ်ပြပြီးနောက်ပိုင်းကျောင်းတရားဝရှိအားထုတ်ပြီးလာကြပေါ်ပြီးတော့မြောင်များစွာအကျိုးကျေးဇူးတွေရှိတဲ့အတွက်ကြောင့်မို့လို့တရားဝဲတွေကိုလည်းမိမိတို့ကျောင်းတော်ကိုသွားပြီးတော့တရားနာတဲ့အခါကျတော့စောစောကပြောခဲ့တယ်လို့ကာရဝနိဝါဒတရားသမဏနိသဒသနာယောဒေနိုင်တဲ့ဘုဂ္ဂိုလ်သက်ရှိမှမဟုတ်တော့ဟောတဲ့မဲ့ဆောင်းကျောင်းကရောက်လာပြီးရတယ်ဘုဂ္ဂိုလ်တရားနာနေတယ်ဒါတော့ဘုန်းကြီးပြတာကိုယ်မှာဘုံဖို့တော့ဟာတရားတော့ဘုန်းကြီးရောဘုန်းကြီးရောဒါနဲ့စေတရားဟောကိုယ်စကားကိုပုံမှန်ထားမတူဘူး။ညောင်များဆိုတော့အကျိုးကျေးဇူးတွေရှိတဲ့အတွက်ကြောင့်မို့တရားတော်တွေကိုနာကြဖို့တရားတော်တွေနာကြဖို့ဒါပြောပြတယ်။ကဲတရားတော်ရှိတတ်ပြီးတရားနာမြတ်ပါပါလေ။တရားပြီးတရားရှိနေကောင်းဘက်ကိုလားဒါပဲအများကိုပြမယ်ဆိုတော့တင့်တူလို့အမျိုးသားတွေရောလူပြီးဘေဘုံကြောင်းအောင်ဟုတ်တယ်သူတို့လည်းစူးစမ်းဖို့ရှိကိုရဖို့စာပြီးဆောင်ရွက်တယ်အမျိုးသားတွေရောလူပြီးတွေရောသူဒီတောက်တာအနေထားတမန်ကြီးထိုင်မှာတောက်တာဖြစ်နေဆိုတမန်ကြီးထားအဲဒီဒီဘုံတော်ရရဘုန်းကြီးတော်ဘာသာရေးလက်လမ်းကြီးညာစွမ်းရှိပြီးပါပြောပြထိုက်တော်အနေရှိနေခဲ့ပြီးရှိလို့တော့နည်းနည်းဆိုင်နဲ့ဝမ်းမြောက်လာတာကျေကျေတော်ကိုဖြစ်ကြပါလားကဲဘာတရားပါလိမ့်ပြိတ္တာကောင်းဖို့ထားစီခြင်းနဲ့မာယကံကဇာဆိုရစိတ်သမာနိသသစ္စကံမာရမရမေတကေယတရေရှင်ကိုရွှေပလင်မောကတွန်းချမယ်လို့စွမ်းပြကလျုံမောတထောင်နဲ့အသက်ဆုံးအောင်ပြင့်တတ်ဖို့စိတ္တကိုချီဓဝိဝေလက်နဲ့ဆံလို့ဖြင့်တတနဲ့တပွဲပွဲချမ်းဖြစ်ကလည်းစိတ္တရဲ့ထိတ်တိမာနဆိုတဲ့နတ်စဘုကျုပ်ကြီးကိုလည်းပဲဇီနောဇယ
ရားကပိုင်ကြီးပရိသတ်ကြီးတို့၏ဒုဘုရားကပင်အောင်မြင်တော်မူခဲ့ပါပေတည်းကဇံတောင်ငါးလုံးကားကိုယ်ရဲ့ရသကြိုလမ်းမသို့ဆွမ်းရဝမြန်းကြွတော်မူစဉ်သုံးလူရှင်ဘဂဝါပရမေကိုအသေးတတ်မဲ့ဟဲ့လို့ဒေဝရဆရာနှင့်အဇာတတတကာတို့ကမာနပမာအစိုးစရိုက်တွေးနဲ့ထိုးလိုက်ဟုဒုံရိုက်ခါတွင်နာလာဂီအမည်ရှိတဲ့ဆင်မင်းကြီးကိုလည်းပဲဇီနောဇယံခေကဘာအလီဒီကအစစ်မကွာမိခဲ့ရပါတယ်မေတ္တာပါရမီတည်ဟူသောတရားဓမ္မကြောင့်ဖြင့်ဘုရားကနိုင်ပြီဘုရားကပိုင်ပြီဩပရိသတ်ကြီးတို့ဒုဘုရားကပင်အောင်မြင်တော်မူခဲ့ပါပေတည်းသောရံ39မိုင်အဝေးခရီးကိုအပြေးမနာရန်လန်းနိုင်၍အာစွမ်းဖြင့်မတနာရန်လည်းမျိုးကိုဖြန့်ပြီးဟုယမဆုကခာမြတ်မာတာအမေတပါသောမှာဓမ္မတရားတော်အမှန်မဖက်ပဲတန်လျက်ကိုထမ်းပိုင်လျက်တရကြမ်းလိုက်တဲ့အမိုက်ရဲ့ထိတ်ဒီအင်္ဂုလိမာလာဆိုတဲ့လူမိုက်ကြီးကိုလည်းပဲဇီနောဇယံအဲ့ဒီလိုအမာနီတွေကိုတားဆီးကတမျိုးတော်ကြမ်းစပြီးတဘိုးတော်နန္ဒာတိဟူသောတရားဓမ္မရောက်ဖြင့်ဘုရားကနိုင်ပြီဘုရားကပိုင်ပြီပရိသတ်ကြီးတို့၏ဒုဘုရားကပင်အောင်မြင်တော်မူခဲ့ပါပေတည်းဇိတမနိစ္စတန်တေလူကိုဆောင်လူမိန်ပါကဲ့သို့အဘူကိဋ္ဌလူဝိလူအား၍ထင်မှားရလောက်အောင်ဘုရားရဲ့နာမသစ္စာကိုပုံပြ၍သူပိုက်တင်တရေခါတို့ပြကဝင်တွဲဟောရိဘောရမငတ်လင်ပဲရဲ့လို့အထင်လွဲစရာဆိုခဲ့ပြီးဆွဆွဲသမုတ်စိတ်သမာနမိမယုတ်ကိုလည်းပဲရွှေနှုတ်တော်ကျူးမမြဲပဲငြိမ်သက်တော်မူလာတဲ့တရားဓမ္မကြောင့်ဖြင့်ဘုရားကနိုင်ပြီဘုရားကပိုင်ပြီပရိသတ်ကြီးတို့၏ဒုဘုရားကပင်အောင်မြင်တော်မူခဲ့ပါပေတည်းသစ္စကာအိဋ္ဌကိုတော့အမြဲအလွဲကြတော့အမှန်နိဗ္ဗာန်ဆိုပြန်တော့မရဲ့ငါစကားကသာအမှန်ပဲရဲ့လို့သကရေစစ်ပွဲမှာတည်ဆွဲအောင်အနိုင်ကျင်းလျက်စတိုင်တင်းငါဝါဒတစ်ထောင်နဲ့မာနထောင်၍တမျိုးမိုက်အစိုးစရိုက်မှာထိတ်ကြီးဖြစ်တဲ့ကုတန်တလို့ခေါ်တဲ့သစ္စကပရပိုက်ကြီးကိုလည်းပဲဇီနောဇယံအဝိဇ္ဇာမောင်ဝေရှင်ကမသိရပါတဲ့ပညာပါရမီတည်ဟူသောတရားဓမ္မရောင်ဖြင့်ဘုရားကနိုင်ပြီဘုရားကပိုင်ပြီပရိသတ်ကြီးတို့၏ဒုဘုရားကပင်အောင်မြင်တော်မူခဲ့ပါပေတည်းနာဂရှင်မောဂလံကုရောမြတ်ကြီးကလည်းပဲတပုဇံမိုးနဂံတအားရှင်တဲ့နဂါမင်းကြီးကလည်းပဲတပုအလျံအမျိုးမျိုးအပံပံသုနာရွှေတောင်တဝိုက်မှာဖြင့်တိုက်ခိုက်ကရင်ဆိုင်၍ရှင်ပြန်ရန်မန်စောတန်တန်ကြွနေတဲ့နန္ဒောပနန္ဒနဂါမင်းကြီးကိုလည်းပဲဇီနောဇယံဩကာသကြောင့်လည်းကိုအောင်လန်တော်တကုံစိုက်စေကိုညွှန်
လုံးဝေမြတ်တာရွှင်ပြုံးတရင်သုံးသည်များမြောင်ဆွေဝါတပြီများတို့အာထာမီကိုကြည်ညိုလေးစားရာဖြစ်တော်မူသည်ကြီးသာရွှင်ကြဆရာတော်ရှိတကမြင်ကြီးကြီးငယ်ငယ်ရွယ်ရွယ်လတ်လတ်မျိုးဆက်သိမ့်ဆုံးအလုံးစုံကုန်သောတရားချစ်ခင်တော်စင်ပေါင်းတို့အားဇယမင်္ဂလံရမယာကိုလည်းအောင်မန္တနာကိုလည်းအောင်သန္တနာကိုလည်းအောင်တောင်ရောက်လေအလင်းပြတဲ့ကဲသောမောင်းမောင်းခွင့်ရှာအောင်ခြင်းဆိုတဲ့အောင်မင်္ဂလာနတ်တော်ကြီးကိုဒေတုသာဝရာဟုပမာပြုရဲ့ဘယ်လိုဘုံမှာအောင်ကန်ချုံ၍ရှင်ပြုံးကြည်သာပေသနာတော်မူပါအောင်တော်မူမြတ်စွာဘုရားတရိယတကုဏနိသာဒုရမစ္ဆန္ဒမန္တရံတရိယတသခန္ဓာကိုယ်လည်းကောကုဏနိသာဂုံကျေစုတရားတို့၏လည်းကောအန္တရံဌာနချက်သည်ဣစ္ဆန္ဒနဲ့ဣစ္ဆန္တိနာဧကန္တေနာစင်စေအဖြင့်ဒုရံဝေကွာလာပါ၏ပြိတ္တိခန္ဓာကိုယ်နဲ့ဂုံကျေစုဂုံကျေစုနဲ့ခန္ဓာကိုယ်ပဲခန္ဓာကိုယ်ဆိုတာကဦးဇင်းတို့တရားဓမ္မတို့ခန္ဓာကိုယ်နာမကာယဆိုတဲ့နာရူပကာယဆိုတဲ့ယုတ်နဲ့နာတာခန္ဓာကိုယ်ဂုံကျေစုဆိုတာကတက်ရှိထင်ရှားရှိနေတဲ့ခိုက်တံကာယကံကောင်းမှုဝစီကံကောင်းမှုမနောကံကောင်းမှုဒါတွေပြုလို့ကာယကံပြုမှုရဲ့ဝစီကံပြောဆိုရင်မနောကံဉာဏ်စီအဲ့ဒီကောင်းမှုတွေပြောမှုတွေဉာဏ်စီတာတွေကစိတ်ဓာတ်စွမ်းရည်မြင်မာတဲ့ပုဂ္ဂိုလ်တွေမှာကောင်းတာတွေပြုလုပ်နိုင်တယ်ကောင်းတာတွေပြောနိုင်တယ်ကောင်းတာတွေဉာဏ်စီနိုင်တယ်ဂုဏ်ကျေးဇူးတရားတွေကိုထင်ကြံရအောင်လုပ်အောင်လေတိုင်းကျော်ပြည်ကျော်မဟုတ်တော့မှာဒီနေ့မြန်မာနိုင်ငံကြီးလိုက်ကိုချုပ်ကိုတန်းမေမောစတော်ဘုရားကဘာမှကြည့်လိုက်မယ်ဆိုလို့ရှိရင်နာဓမ္မဂန္ဒီတို့နောက်ခရစ်ယာန်ဘက်ကလို့ပါတယ်မှာဒီမိုင်းကျော်ရှိမှာကတာတိစားတယ်အဲ့ဒါမျိုးသူတို့ကြာတော့နိုင်ငံကျော်ပြည်ကျော်တွေအဲ့ဒီလိုမစွမ်းဆောင်နိုင်ဘူးတဲ့ကိုရှိတဲ့ဖွဲ့စည်းလေးမိသားစုရဲ့အပေါ်ပုံမှာမျိုးသားကလည်းမျိုးသမီးကိုယ့်ရဲ့သားတွေသမီးတွေတွေ့ကိုကျိုးကိုရှေ့ရမှတင်တယ်လိုက်တာပါလို့ရှေ့ရမှတင်တယ်ကိုရိုးကိုရှေ့ရတင်ပြီးဆိုရင်တော့သွားပြီဘာမှချိန်ခဲ့ပါဒါမိသားစုတစ်ပိုင်းတစ်နိုင်လေးတွေမျိုးသားကလည်းမိမိရဲ့မျိုးသမီးတွေသားတွေသမီးတွေဒါလည်းလည်းသူ့ပြီးကိုပြီးသူ့ဆွေမျိုးကိုဆွေမျိုးရမောမှာရွာမောမှာဂုံကျေးဇူးကာယကံကောင်းမှုဝစီကံကောင်းမှုဝစီကံယဉ်ကျေးမှုတွေကာယကံယဉ်ကျေးမှုတွေမနောကံယဉ်ကျေးမှုတွေပြိတ္တဂုံကျေးဇူးတရားတွေသင်္ကြန်အောင်လုပ်ရမယ်စိတ်ဓာတ်စွမ်းရည်မြင်မာတဲ့ပုဂ္ဂိုလ်တွေကြာတော့ဆိုတော့ဦးဇင်းပြောတဲ့ဘုရားအောင်ဆန်းဒီနေ့လူသားတွေတွားတဲ့ဉာဏ်ကမသေးဘူးတဲ့နိုင်ငံပေါ်မှာကောင်းတယ်မြေနာမင်းတို့ပြိတ္တိနဲ့စာတရားမှာတားလို့ရှိတယ်ထုံးနေဘုရားအောင်ဆန်းဘုရားရဲ့ရှိဆုံးတာဘယ်လိုကြောင့်ဒီရှိဘုရားစာလို့ဘဝအာရမတန်နိုင်ဘူးကိုယ်မိသားစုတစ်ပိုင်းတစ်နိုင်ရဲ့အပေါ်မှာကိုယ့်ရဲ့ပူဇော်လေးကိုရှေ့ရမှတင်မယ်အများဖြစ်စေခြင်းနဲ့ဆန္ဒတွေကိုရှေ့ရတင်ပြီးတော့ဆောင်ရွက်သွားကြပါတဲ့အဲ့ဒါသမိုင်းမှတ်တိုင်ဉာဏ်ရည်ခဲ့အဲ့ဒီစိတ်ဓာတ်စွမ်းရည်မြင်မာဖို့ကြားတော့ပြိတ္တိဘာကိုပယ်ရအဲ့ဒီကြည့်တာကိလေသာ10ပါးပြိတ္တိကိလေသာဘယ်နှပါးဘာလဲလောဘကလည်းကိလေသာဒေါသကလည်းကိလေသာဆိုအခုကိုနာဒေါသလည်းကိလေသာပဲပူပြီးကိလေသာဆိုထားဖို့ဥပမာမာနကလည်းကိလေသာမာနကြီးနေတဲ့ပုဂ္ဂိုလ်တွေကသူတို့ကကောင်းလို့ဆောင်ရွက်ဖို့ဆိုတာမလွယ်ဘူးမသိအဲ့ဒါမျိုးလေးဒေါသကြီး
ကိုဆောင်ရနိုင်ဖို့ဆိုတာခဏတစ်ဖြုတ်ကိုရမှာပေါ့လောဘကလည်းကိလေသာဒေါသကလည်းကိလေသာမောဟကလည်းကိလေသာမာနကလည်းကိလေသာဌိနမေတ္တာဒိဋ္ဌိဥစီကိစ္စဤကအနုတ္တပါရှင်းတော်မူတဲ့ထိုင်တော်ဟောတော်အချင်းချုပ်ဖို့အရှင်းကြောင့်ဒီမရှိတဲ့ပုဂ္ဂိုလ်ကုသိုလ်ကောင်းမှုပြုရမှာရှင်းကြောင့်နေတဲ့ပုဂ္ဂိုလ်မကောင်းတာတွေကြတော့ရှက်ကမရှိအကြောင်းတရားကမရှိအဲ့ဒီကိလေသာတွေဖုံးလွှမ်းသွားရင်တော့စိတ်ကဆွမ်းရည်ဆိုနှိမ့်ကြသွားပြီအမှန်တန်ထက်တဲ့ဓာဝါလှန်သွားတယ်တုံးစေတဲ့အရာကတန်ချီတက်သွားပြီဒီကမထက်တော့တောင်းလာဦးဇင်းတို့တရားမှလုံးမတဲ့ဂျိုလီဒူတဲ့စိတ်ဓာတ်ဆွမ်းရည်မြင်ပါဖို့ကတတ်နိုင်ဆုံးကိလေသာ10ပါးတွေကိုလေလျှော့ရမယ်ပယ်တတ်ရမယ်အရိယနာကုဏပိသဒုရမိစ္ဆန္ဒမန္တရံနောက်တစ်ချက်ကတရိယခဏဝိဒံတိတရိယခဏကိုကြည်ခဏဝိဒံတိခဏနဲ့ပြည့်စည်တတ်ပါ၏ခဏကိုဆိုတာကခဏနဲ့ပြည့်စည်တာ30ရာဟုတ်20ရာပြေးရစာသဖြင့်ကြည်တဲ့ပုဂ္ဂိုလ်လည်းသိငယ်တဲ့ပုဂ္ဂိုလ်လည်းသိအေးသွားပြီဆိုရင်တော့ခန္ဓာကိုဘာမှမရှိတော့တရိယခဏဝိဒံတိတရိယခန္ဓာကိုကြည်သည်ခဏဝိဒံတိခဏနဲ့ပြည့်စည်တတ်ပါ၏ဒီနေ့အတ္တဒါတရားနဲ့လက်ချိုးကြည့်လို့ရတရားမြင်ရတဲ့ပုဂ္ဂိုလ်75 80ဟာယောဂအောင်ဆုံးအဲ့ဒီအသက်တရားအတွင်းမှာခန္ဓာကိုပြည့်စည်သွားပြီဆိုရင်ဘာမှမရှိတော့ဘာကြမ်းခဲ့လို့ကုဏတုကပ္ပတိတိယောတဲ့ကုဏတုဂုံကျေစုတရားတွေကကပ္ပတိတိယောတဲ့ကဘာကာလဆုံးမိတယ်မပြတ်ပြုံးပဲတည်ရှိနိုင်ပါ၏သူသက်ရှိခြင်းချာမှာစိတ်ရဆွမ်းရည်မြင်မှာဦးဇင်းကိုချုပ်ကြည့်နိုင်ငံလူမျိုးမင်းတော်ဆိုဖျားလို့ကြတော့လေသာသနာရေးဘာသာရေးတွေအတွက်အာထုဓမ္မဆောင်ရွက်ခဲ့တာလေတဲ့ဒီနေ့မရှိတော့ဘာတွေကြံရခဲ့လို့ဆိုဂုံကျေးဇူးတရားတွေကြံရခဲ့တယ်ပြိတ္တာဘာတွေကြံရခဲ့ကုဏတုဂုံကျေးဇူးတရားတွေကတော့ကပ္ပတိတိယောတဲ့ကဘာကာလဆုံးသည့်တိုင်ပြေပြုံးမဲ့တည်ရှိနိုင်ပါပြီဒါတွေသင်္ကန်းစားမိယုံမိသားစုဘဝရည်စက်တွေပါတို့နဲ့တူတယောက်နဲ့တယောက်ဟောဒီရင်းအားရသမီးရကိုယ်တိုင်းသမီးနဲ့ငယ်ပြချွေးလေးနဲ့အတကာလေးစားတင်ဟောဒါလည်းလည်းချက်ကုစုမျိုးရံပေါ်ရွာပေါ်တတ်နိုင်တပိုင်းတနိုင်ပေါ်ကိုကောင်းအနေစုစားကြောင်းတောင်းလုံးပါရှိတယ်ပိဿာရပြည်စီများပြည်စရာတောင်းလုံးတရားပဲရှိတယ်ပေါ့။လူကတော့ဦးစီးကောင်းဆုံးနေဒီဦးစီးလို့ဒီမှာတန်ခါကိုစောင့်ကြည့်ကိုအကြမ်းဖြစ်တာ40ကျော်နေဒီနေ့ကဘုန်းကြီးရဲ့ဦးဆောင်မှုပေါ့ငငယ်တော့စာပေတင်စာပေတူတယ်ဟောရံနာမလာတာဆန္ဒနေစတော့နေအမှန်လေးချမ်းသာပါစီအဲ့ဒီစာပေတင်တယ်စာပေတတ်စာပေတိစာမွေးရှိခြေပြီးဘောကဆောင်တော်မှာအကြောင်းကြီးဘုန်းကြီးတနာချင်းတွေတွေ့တဲ့ဘက်တော့ဘူးကြတယ်ဒီမှာတေတင်နာကြီးဟာမဘယ်ဘုန်းဆိုတာတေတင်နာကြောင်းကိုပြောပြဦးစင်းတို့လည်းဒါအထူးကျေးဇူးတော်လာရှိအဲ့တော့ပြောချင်တာကမိမိရဲ့ဘဝစီမှာရှိပြီဆိုရှင်လည်းပဲပြိတ္တိုင်ကိုရိုးကိုရှင်းရမတင်မဲ့မိမိရဲ့ဆောင်ရွက်တဲ့ဝန်ကျင်မှာဂုဏ်ကျေးဇူးတရားတွေထင်ရှားကြအောင်လုပ်ပါတဲ့အာရသုစရိုက်ဝစီသုစရိုက်တော့သုစရိုက်သုစရိနာပါရိပုရိယတက္ကေဥပမေသတိသုစရိုက်တရားတွေပြည့်စုံမယ်ဆိုရင်တော့တက္ကဆိုတာနိုင်ဝနိဗ္ဗာန်ကိုတွားရတာကြောင့်ပဲကာယကံကလည်းပဲသူစရိုက်သူကောင်းသောစရိတာကျင့်ခြင်းတွေဝစီသူစရိုက်ကောင်းတဲ့စကားတွေကျိုးရှိမဲ့စကားတွေကောင်းသောကြံခြင်းကာယသူစရိုက်ဝစီသူစရိုက်မနောသူစရို
ကပ္ပတိတိယောကမကာလဆုံးသည့်တိုင်အောင်မပြတ်ပြုံးဘူးတဲ့သူလှုပ်ဆောင်ရတဲ့အတိုင်းဒါလေးကာယကလှုပ်ဆောင်ရဝစီကလှုပ်ဆောင်ရမနောကလှုပ်ဆောင်ရကာယကဆိုတာကခန္ဓာကိုယ်တဲ့ဝစီကဆိုတာကပြောဆိုမှုမနောကဆိုတာကြားသိမှုဒီမြမရာဇဝသမိုင်းကြောင့်ရှိတယ်လူစွမ်းကောင်းဒီသူရဲကောင်းကိုโอเคဒါတော့အကြောင်းနာဝရှိမင်းရဲ့ကြိုးစွာနောက်လူငါကြောင့်ဒီလိုနောက်တပည့်ရွှေကြီးနောက်ဘရင်နောက်လူလောင်းဘုရားမြမရာဇသမိုင်းကြောင့်စစ်သူကြီးစစ်ပြီသူရဲကောင်းညာဆိုကိုโอเคမင်းကျော်စွာတပည့်ရွှေတီဘရင်နောင်ဘုရားပကံခိတဲ့တော့ဘယ်ထောင်တော့လူလက်ချမ်းစစ်သားပကံခိပြေရောက်ခိညဝခိတောင်းခိညရခိကုန်းကုန်ခိအဲ့မှာသူရဲ့ကောင်းဟန္တာဝရီပြည်ပြိတ္တပါပြည်ပါဟန္တာဝရီပြည်ယာဇာတိယမုံပြည်ဇဝေမြေနေထားလူကိတုဟာဘကိုးဣရိယာကောက်ရှင်ကောက်သမိုင်းတော်ဆိုတာပြောရတာအဲ့ဒီဟန္တာဝရီပြည်ယာဇာတိမုံပြည်မှာတုံးရင်တယောက်ချင်းဓာတုကြီးသူလက်နဲ့ကန်ပြီးတိုက်ခိုက်တဲ့အခါအကြောက်လို့မရှိတဲ့စစ်တိုက်ခိုက်ကောင်းဒီလူစွမ်းကောင်းညောင်များစွာရှိအဲ့ဒီမှာစစ်ဖြစ်တဲ့အချိန်မှာတော်နှစ်40ကြာဟန်တာဝီနဲ့အေဝါလူစွမ်းကောင်းတွေရဲ့ကောင်းဆိုတာတိုင်ရိပ်ခံရိပ်လက်ရုံးရည်အင်္ဂါပြည့်စုံမှုဟုတ်အနေနာကပြစ္ဆုတ်ဘာကာလသုံးပါးမှာပြိတ္တရဲ့အပြည့်ကင်းအောင်တဲ့အကျိုးရှိအောင်နေထိုင်ဖို့လည်းပဲအရေးကြီးတယ်အတေနာကပြစ္ဆုတ်ဘာကာလသုံးပါးမှာအပြည့်ကင်းအောင်ကျိုးရှိအောင်နေထိုင်ဖို့ပြောဆိုဖို့ကြံစည်ဖို့ဆိုတာလည်းပဲဒါလည်းအရေးကြီးအဲ့ဒီမောမေယာသတိမှာပြိတ္တရဲ့သူရဲ့ကောင်းလူစွမ်းကောင်းတွေညောင်များစွာရှိထိုင်တော်ဝေလမ်းမိတာအမတ်တေဥပေကောင်းနဲ့မောနာမေဖို့အမတ်တေဆိုတဲ့သူရဲ့ကောင်းဥပေကောင်းဆိုတဲ့သူရဲ့ကောင်းနောက်တော့အိမ်တို့နောက်သမင်္ဂရံနောက်သမင်္ဂိဇာနောက်အေမောတရားမောနာမေနဲ့ယနေ့ဦးစင်ပြောခြင်းတဲ့သူရဲ့ကောင်းမှသမင်္ဂရံအိဒါယလူဇာမောနာမေကဘယ်နဲ့ကိုအိမ်ရံမောနာမေဖို့သမင်္ဂရံပါဠိချတ်ယနေ့မောညာဝပြင်မျိုးပြုလိုက်လို့ရတဲ့ပညာကိုညာဝပြင်မဲ့အဲ့ဒီသမင်္ဂရံဆိုတဲ့လူဇာမောတရားစတိုက်ခိုင်ကောင်းတို့ချင်းတယောက်ချင်းတန်းလူကြီးဒီလက်နဲ့ကန်ပြီးတိုက်ခိုက်တဲ့နေရာမှာကြောက်ရွံ့ရှိထူးဆန်းတာသူ့မှာလက်ဖြံယူတစ်ချောင်းဝင်ရှိဒါနဲ့ဟန်တာဝီနဲ့အင်းဝစစ်ဖြစ်ပေါ့ဗျာဟန်တာဝီနဲ့အင်းဝစစ်ဖြစ်တဲ့အခါကျအင်းဝကဒီစကိုင်းနဲ့မှာမန္တလေးဂျာပေါ့နေလို့ကြောင်းစစ်ဖြစ်တဲ့အခါကျတော့အဲ့ဒီသမိန်ဗလာဆိုတော့လူစွမ်းကောင်းတဲ့စီးတော်စီရေလွန်းနဲ့ကြောက်ဖမ်းခံရေလွန်းနဲ့ကြောက်တဲ့အခါကျတော့အဲ့ဒီအင်းဝါရဲ့အင်းရှင်မင်းသားအဲ့တော့မင်းရဲ့ကျိုးဆိုသမိန်ဗလာရေလွန်းနဲ့ကြောက်ပြီးဆင်ရောလို့ဒီတော့သူ့ရဲ့ရဲဘက်ဟိုကစစ်တီကလမ်းပြီးပြောကြမင်းရဲ့ကျိုးဒီအင်းဝါအင်းရှင်မင်းသားအယောင်လေးအဲ့ဒီတွင်းနဲ့ကြာပါလေလူရောဆင်ရောတွင်းနဲ့ကိုကြွသွားတယ်ဟန္တာဝရီသူရဲ့ကောသမိန်္ဂရံကိုလုံးဝမသေးစေနဲ့ဒီလိုရှင်းအောင်ဟမ်အဲ့ဒီမှာသမိန်္ဂရံအဖမ်းခံရအင်းရောအဲ့ဒီမှာဒီယာဇတိကသူ့ရဲ့သူရဲ့ကောသမိန်္ဂရံမရှိတဲ့အခါကျတော့သမိန်္ဂရံအဖမ်းခံရပြီးအင်းရောသူတတ်တာလေးတစ်ထည့်ရောက်အောင်ဆိုတော့ဒီလို
တက်ကိုနောက်ပြန်ဆုပ်အဲ့မှာရာဇတိတွေတက်နောက်ပြန်ဆုပ်တယ်မြန်မာပြည်စာရေးမှာမြန်မာပြည်အောက်ပိုင်းဆင်းသွားရတယ်ဒီမှာအင်ဝါဒီရှင်မြန်မာကလည်းမြန်မာပြည်အောက်ပိုင်းတက်တွေနောက်ပြန်ဆုပ်တယ်ရာဇတိတွေနောက်ထက်ချင်တော့လိုက်တိုက်ခိုက်တယ်အဲ့ဒီလိုအချိန်မျိုးမှာတရုတ်နိုင်ငံတရုတ်ပြည်တရုတ်ကြီးကဲသူတို့ရဲ့သူရဲကောင်းဂါမဏိရှင်ပြိုင်ဘက်ကိုလိုက်ရှာတဲ့သဘောနဲ့အင်းဝါပြည်စစ်တီကိုမြောင်များဆိုတာဆင်းလာတယ်ဒီစတိုင်းမှာလေးကြားပေါ်ဆင်းလာပြီးအင်းဝါပြည်ဘေးမင်းအောင်ထံရာဇသံရွှေပြည်နဲ့တန်စီလူပြီးအကြောင်းကြားတရုတ်ကြီးကသူတို့မှာပါလာတဲ့တရုတ်သူရဲကောင်းဂါမဏိနဲ့မြန်မာပြည်သူရဲကောင်းတရုတ်ရောက်စီရင်ချိုးဝဲတိုက်ခိုက်ပွဲကိုကြည့်လိုပါတယ်တဲ့အနိုင်ရှုံးနဲ့ဆုံးဖြတ်ကြဒီဘေးမင်းအောင်ထံရာဇသံရွှေပြည်နဲ့တန်စီလူအနိုင်ရှုံးဆုံးဖြတ်မယ်တဲ့မင်းတို့အင်းဝပြည်ဘက်ကသူရဲကောင်းရှုံးလို့ရှိရင်တော့မင်းတို့အင်းဝပြည်ကိုအားရတဲ့ထဲဝါပဲငါတို့ဘက်ကရှုံးလို့ရှိရင်မင်းတို့အင်းဝပြည်ကတဲတလုံးတော့မပြည့်စည်စေနဲ့ငါတို့လာတဲ့နန်းတဲ့ဒီလိုရာဇသံရွှေပြည်နဲ့တန်စီစုပြီးအကြောင်းကြားတယ်အဲ့အကြောင်းကြားတဲ့စာကိုဒီအင်းဝပြည်ဘေးမင်းအောင်လက်ခံရရှိပြီးတော့ဒီစီရင်တို့ရဲ့တိုက်ခိုက်ပွဲကို9ရက်အတွင်းဖြစ်စေရမယ်ဒီလိုဝန်ခံအာမခံပေးလိုက်ရတယ်အာမခံပေးလိုက်လို့လည်းမရှိဘူးသူပါတဲ့စတိုင်နဲ့ဝိုင်းပြီးတိုက်တယ်ဆိုရင်အဲ့ဒီမှာပြိတ္တာစဉ်းစားပြီးတော့အင်းဝပြည်ဘေးမင်းအောင်တိတ်ပြီးတော့ဂျန်ရခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့အင်းဝအရှင်မင်းကမင်းရဲ့ကြော်သွားတယ်မရှိသူရဲ့ကောင်းတွေမှာတရားမရှိအဲ့လိုမရှိရဲ့အချိန်မျိုးမှာလာပြီးတော့ဒီလိုစစ်တိုက်ခိုက်ဖို့လာပြီးတော့စာချုပ်နဲ့စစ်သားတဲ့အခါကျတိတ်ဂျန်ရခဲ့ဒီတော့အင်းဝကြီးကဘေးမင်းအောင်တိုင်းပြည်တွင်နိုင်ငံတွင်မောင်ကြီးခတ်လူစွမ်းအောင်တွေရောပေါ်လာလို့ဆိုတာအဲ့ဒီတရေစကားတွေနိုင်ငံတွင်တိုင်းပြည်တွင်မှာလူစွမ်းအောင်မရှိတော့ဘူးတရုတ်ပြည်တွေရောမှာလက်ရည်ယူရှင်းပြနိုင်တဲ့ပုံကိုမရှိဘူးဆိုတိုင်းပြည်ကလူများတွေပဲအစဉ်ချမ်းသာအဲ့ဒီတရေစကားတွေဘယ်သူကြားလို့စောစောကအင်းဝဖန်ခံရလူရောစင်အောင်မြေရင်းနဲ့ကြအင်းဝထောင်ထဲရောက်ပြီးရဲ့ဟန်တာဝီသူရဲ့မောင်သမီးလမ်းကြားထောင်မူလေးထောင်ဆောင်လေးလူဘုထမင်းပွဲဘုဘလေးဒီဟာစပြီးကြားရင်ကြားအဲ့ဒီတရေစကားကိုကြားထောင်ထဲမှာအင်းဝထောင်ထဲမှာချုပ်ခံရတဲ့သမီးလမ်းစဉ်းစားပြီးလိုက်တဲ့သမီးလမ်းပါလို့ပါဒီလမ်းစဉ်းစားအင်းဝဟန်တာဝီရဲ့တကားပေါ့အင်းဝကိုဝင်ရောက်လာတဲ့ဒီကျူးကျော်တဲ့ပုဂ္ဂိုလ်တွေရန်သူတွေကိုမနှိမ်နှင်းနိုင်ငါရဲ့ဟန်တာဝီကြီးဆက်လုပ်ပါမိမှာလိုက်တဲ့သမီးလမ်းစဉ်းစားအင်းဝဟန်တာဝီရဲ့တကားပေါ့ဒီမှာမတွန်းနိုင်လို့ရှိရင်တော့ငါရဲ့အရှင်သခင်ရာဇတိတွေထံဆက်ပြီးတော့သူတို့ဒုက္ခပေးအင်းဝမှာလူလိုအပ်နေတဲ့အချိန်မှာထွက်ပြီးတော့ရင်ဆိုင်ပြီးအင်းဝတို့လည်းလုံခြုံခန်းတော်ကြီးအတွက်ဘေးကင်းအဲ့ဒီရွာတွေပါပေါ့ဗျာရှေးကားပေါ့နောက်တကားပေါ့ကြောက်တဲ့ကြိုက်တဲ့တကားပေါ့ကနေရန်သူဝင်ဒီလိုက်ဆိုးရိုးပေးတဲ့ပုဂ္ဂိုလ်ဝင်ပြီးဆိုရင်တော့ဒစိမ့်တရေသားတော့အိမ်တွင်ရွာတွင်မြို့တွင်မှာဆိုးရိုးတစိုးလို့ကြုံဖို့ပါရာဂိုင်းမှုတို့နဲ့အနေအချင်းဟောဒီအင်းဝမြေအင်းဝဓာနေမှာပြိတ္တာလူဆွဲကောင်လူဆွမ်းကောင်လူရဲကောင်မရှိတဲ့အချိန်မှာထွက်ပြီးတော့ရင်ဆိုင်ပြီးမယ်သူအင်းဝသူအင်းဝသားတွေသူ့ကိုချုပ်လာဟောဒီအင်းဝဒုက္ခရောက်တော့မလို့ရလို့ကြောက်သွားလို့ရအင်းဝမြေကလူတွေဒုက္ခရတာကောင်းလေစွာလို့ပြိတ္တာ
အင်းဝါကြီးကသူရဲကောင်းတရားနေတယ်ဒီဟုတ်ဒီအားရောက်လာတယ်ဟောဒီသူရဲကောင်းကိုရှင်းပြတဲ့ပုဂ္ဂိုလ်ကိုသူထွက်ပြီးတော့ရင်ဆိုင်ပေးပါမယ်ဘယင်မင်းမောင်တန်တော်တင်ခိုင်းတယ်ထောင်မှုတွေထောင်ဆောင်သမင်းပုဂ္ဂိုလ်တွေကတဆင့်ဒါနဲ့တို့ချင်းလူရင်းပြောလို့ဒါရင်ထောင်မှုတွေထောင်ဆောင်နေတာတဆင့်အင်းဝါဘယင်မင်းမောင်ဒီကရာဒီအေဝါမြေလူစွမ်းအောင်ရှင်းတယ်ထွက်ပြီးတော့ရင်ဆိုင်ပြီးပါမယ်ဘယင်မင်းမောင်တန်တော်ဒီနောက်ဆုံးတော့ဘယင်မင်းမောင်အဲ့ဒီသမင်ပရာကိုရှေ့တော့ပေါ့ခါစားမှုရောက်ခိုင်းတယ်ကဲမောင်လူစွမ်းတော့သင်ပြောက်ထားတဲ့စကားတွေမှာကြားရတာဝမ်းမြောက်ပါတာရှိလာပါလေအဲ့ဒီစီရီတို့ဘက်တက်ခဲ့လို့သင်ဘာများလို့အပ်တယ်ရောသမင်္ဂလာမှာဒီစီရင်တို့တိုက်ခိုက်လို့မြေကောင်းတစ်စီးလို့ချင်တယ်မြေတော့မြေကောင်းရောရောမင်းမင်းမောင်အဲ့မှာသူပိုင်ဆိုင်တဲ့မြေကြကြိုင်သူမြေချတော့နောက်ဆုံးမြို့ဆိုမြေတဲ့လေးချစ်စီးတယ်နေတော့စီတို့နောက်ဆုံးပရက်ရမြေကောင်သူစိတ်ကြိုက်လူစားကောင်းဖြစ်ပြီးအားလို့ဆိုစတိုက်ခိုက်တဲ့ကာရှိတို့နောက်ဆိုဘုရားရပေးလိုက်တော့ပြေးသွားခုံပြမျိုးမျိုးလေးဖြစ်ပြီးစီစိတ်ကြိုက်ရပြီအဲ့တော့ဘယ်မေးမောင်းသူခါစားဝင်ရန်သူရဲ့ဘူပေါင်းကိုထဲကိုချင်းတလုံးလို့ချင်းပါလေအဲ့ဒီမှာစိတ်တိုက်ခိုက်ပေါ့အစိတ်ဒီသာရစမင်းကြောင်းစာပေစာပေဝါဒပါရင်တော့ဒီနေ့ဒါမုံထဲမှာနိုင်ကားရဇာတိတွေရေးလို့ကြာအလာဝီမျိုးရဲ့ရှေ့ဘက်ရှင်ကျုံနာတိုက်ခိုက်တယ်မတိုက်ခိုက်နေတာအဲ့ဒီမှာအမေကလာမျိုးမျိုးလေးရဲ့ရှင်ပုံသူကခါပေါ်ပါပါစစ်တိုက်ခိုက်တဲ့အခါသွားလို့လာလို့ပြောရပိုလို့ချင်းလို့တာဖို့ဖြတ်ဖို့လို့ပိုစားတာဖို့လို့တရုတ်ပြည်သူရဲ့ဘောင်းမှာလေးပြင်ကရွှေ6တန်စာကိုဝတ်ထားဘလို့ဒီနေရာကိုဖြတ်မသိတဲ့အခါကျတော့လူစားကောင်းနေရောက်ရဲ့ကာချင်းရှိမှာမတိုက်ခိုက်တဲ့နိုင်ဒီဒီကပါတယ်သူ့ဘောင်းလိုက်မှာပေါ့တိုင်းမှာဒီစီကတော့အခုရတဲ့မင်္ဂလာချာဆိုတော့သူက6တန်စာပြည့်ဝထားတာရုပ်ကနေအောင်ကိုယ်ကနေအောင်ဖြတ်ဖို့အဲ့ဒီပါလေညောက်လို့ရှေ့ရကားလို့တော့ဒါမျိုးလိုက်ပြီးတော့ကပြလိုက်အဲ့ဒီဂျိုင်းချာ6တန်စာလွတ်ဒီရပြီးရှိဒီရနဲ့ခန္ဓာကိုယ်6တန်စာလွတ်နေတဲ့ခါကျတော့လက်နဲ့သာဖို့ဖြတ်ဖို့နေရာတွေ့သွားတယ်။အင်ဝါမျိုးရဲ့ရှေ့ဘက်စင်ကြုံနာတိုက်ခိုက်တယ်နောက်ဆုံးတော့အဲ့ဒီမှာပြိတ္တိုင်ဒီလိုဒီလိုကောင်းဒီကောင်းဖြတ်ခံဒီလိုတွေ့ရလူစားကောင်းတာဒီလိုအဲ့ဒီကူကောင်းကိုယူပြီးတော့အဲ့တမင်ကဘယင်မင်းကိုဆက်တာလက်ဘောပါလေဘုံပြီးဖို့ကောင်းကြီးဖို့ပြီးဒီအချိန်မှာတမင်ကနီလာကဘုံဘုံလေးမှာမြောက်စားတဲ့အခါကျဘာချပြောလို့ဆိုရဖို့စီရင်တို့ကတိုက်ခိုက်လို့သူတိုက်ခိုက်တာသူ့ကိုအကျဉ်းချထားညောင်းလုံးလို့နောက်တစ်ချက်ကဒီစီရင်တို့ကတိုက်ခိုက်လို့သူထွက်ပြီးတော့ရင်ဆိုင်ပြီးတာသူရဲ့လှုပ်ဆောင်ချက်ပြောဆိုချက်တွေကကဘာတီတွေတဲ့ပြိဿရဲ့ဘာတီတွေပါလဲကဘာတီလို့ဦးဇင်းတို့တရားမှာသိတယ်နာမည်လို့ရှိတော့သူရဲ့လှုပ်ဆောင်ချက်တွေကကဘာတီတွေတည်ရှိနေတယ်ဆိုတော့လက်တော်လေးပြရတယ်ဘာမှမဟုတ်ဘူးရှင်ဖြင့်အရှင်သခင်ဖြစ်တဲ့ရာဇာတိခံကိုရာဇာတိရဲ့ဌာနကိုသူပြန်နေတယ်အမျိုးမျိုးအားမှာဒီသမိုင်းဆောင်ကိုကြီးကြအကြိုက်ဆုံးကတော့ပြိဿရဲ့သူရဲ့လှုပ်ဆောင်ချက်တွေစွမ်းဆောင်ချက်တွေကကဘာတည်တွေတည်ရှိနေစေခြင်းနဲ့ကြွ
စိတ်တို့ကလူကမှမလို့နေတဲ့အချိန်ကြံစီရမှာလည်းကြည့်လိုက်ပြိတ္တာရဲ့အင်းဝါဟာသာဝရဲ့တကားပေါ့ကိုယ်မှုတွေနှုတ်မှုတွေစိတ်မှုတွေကောင်းစွာပြုမယ်ကောင်းစွာပြောမယ်ကောင်းစွာကြံစီမယ်ဆိုရင်တော့ကိုယ်နှုတ်စိတ်မှုဖြောင်းစွာပြုကယခုလဲကောင်းနောင်လဲကောင်းဤပြိတ္တာဆိုကြအောင်ကိုယ်နှုတ်စိတ်မှုဒီကြကိုယ်နှုတ်စိတ်မှုဖြောင်းစွာပြုကယခုလဲကောင်းနောင်လဲကောင်းဤကိုယ်နှုတ်စိတ်မှုဖြောင်းစွာပြုကယခုလဲကောင်းနောင်လဲကောင်းဤစုပေါင်းစုကြည့်ကိုယ်နှုတ်ကို
က
在我这里就来啊，空，我看现在正好，哎，我这里。俺们这边的。后面还去哪里？去哪里？继续玩。OK 了。